ရဟတ်တွေစီးလို့အမြင့်ကိုရောက်ရင်ပြုတ်ကျသွားအောင်မယ်တော့တော့ဖက်နဲ့အလောက်မလန်းနဲ့ငါပြောမယ်အလောက်မလန်းနဲ့အမြင့်ကိုရောက်လို့ပြုတ်ကျသွားခဲ့ရင်တော့ဖမ်းပေးပါမယ်မောင်လန်းနဲ့ဩကာတာသူလေးကတကယ်ကိုချောတာဗျသူပေးတဲ့ထိုင်မှာယောဂရဖယ်ရမှာရှိကိုသူ့ကိုချသူ့ကိုချသူ့ကို